Idea Story နိုးလေးရဲ့ Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာလက်တွေထုံကျင်တယ်လက်ချောင်းတွေထုံကျင်တယ်ဆိုလို့ရှိရင်တော့ဒါဟာလူတော်များများမှာဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာတစ်ခုလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ချောင်းတွေထုံကျင်ခြင်းကနေတည်နိုင်မဲ့ကျန်းမာရေးပြဿနာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကတော့ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပါတယ်မိမိတောက်သုံးနေတဲ့ဆေးဝါးတချို့ကြောင့်လည်းဖြစ်တတ်ပါတယ်။ဘေးရွဆိုကြောဖြစ်ကတော့ကျွန်တော်တို့ဒီလက်တွေခန္ဓာကိုယ်တစ်ခုလုံးမှာထုံကျင်ခြင်းကိုဖြစ်စေတာပဲဖြစ်ပါတယ်။အဲဒီကြောင့်မို့တစ်ခါတည်းမှာဘလို့ကြောင်းပြချက်တွေမှမရှိဘဲနဲ့မိမိတောက်သုံးနေတဲ့ဒီပေါ့နော်ယောဂလိုက်ဆေးဝါးတွေအကြောင်းမို့ဖြစ်တတ်တယ်ဆိုတာကိုတော့သတိထားပါမယ်။နံပါတ်2ကတော့ဗီတာမင် B12 ထုတ်တဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ဗီတာမင် B12 ထုတ်တဲ့ခြင်းကြောင့်မှအာရုံကြောထိခိုက်ပြီးတော့လက်တွေခြေတွေမှာတနည်းပြောမယ်ဆိုလို့ရှိရင်တော့ခြေထောက်တွေမှာထုံကျင်ခြင်းကိုဖြစ်စေနိုင်တာပဲဖြစ်ပါတယ်။အဲ့ဒီပြင်တခြားလက္ခဏာတွေဖြစ်တဲ့ညှုံချီတာတွေအားနေတာတွေအာယုံစူးစမ်းရက်ခက်ခဲတာတွေစိတ်တိုးလွယ်တာတွေစိတ်ရှုပ်ထွေးတာတွေလေပွားတာတွေပြီးတော့ဒီကော်လေးချိန်ကြတာတွေပေါ့နော်စတာတွေပါဖြစ်စေနိုင်ပါတယ်နံပါတ်3ချက်ကတော့လေပင်ကြီးပေါင်းတက်ခြင်းကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ဒီဇက်ကြိုးရောမကြီးမှာရှိတဲ့အရွက်နဲ့အယိုးတွေကြီးကြိုက်ခြင်းကြောင့်လေပင်ကြီးပေါင်းဖြစ်လာရခြင်းပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့အယိုးစစ်ကြောင်ယောဂါကြောင့်ဖြစ်ပွားတယ်ပြီးတော့လက်တွေမှာထုံကျင်ခြင်းနဲ့ဖြစ်မယ်ပခုံးကနေလက်မောင်းနဲ့လက်ဘဝအထိပြန့်နှံ့နာကျင်ခြင်းနဲ့ဖြစ်တတ်တယ်ပြီးတော့လက်မောင်းအားနေခြင်းလို့ဒီယောဂလက္ခဏာတွေနဲ့ဆက်ဆံနေတတ်ပါတယ်နံပါတ်4ကတော့အကျိုးတက်ယောဂကြောင့်ဖြစ်ပါတယ်သူကို fibromyalgia လို့ခေါ်တာပဲဖြစ်ပါတယ်အကျိုးတက်ယောဂဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးမှာနာကျင်မှုတွေဖြစ်မယ်အာယုံခံစားမှုတွေတိုးလာစေမယ်အိပ်ပျော်ရခက်ခဲမယ်နှုံးချမယ်ခေါင်းကိုက်မယ်ခေါင်းမူမယ်ကြွက်သားတောင်တင်းခြင်းနဲ့လက်မောင်းနဲ့ခြေထောက်တွေထုံကျင်ခြင်းတော့စတာတွေဖြစ်တတ်ပါတယ်။ဒါဟာနာတာရှည်အစစ်ရောင်ယောဂရဲ့အမျိုးအစားတစ်ခုကြောင့်လည်းဖြစ်ပါတယ်။အကျိုးတက်ရင်လည်းလက်တွေခြေထောက်တွေထုံကျင်တာကိုတော့သတိထားပါမယ်။နံပါတ်5ချက်ကတော့အာယုံကြောအားနေခြင်းကြောင့်ဖြစ်ပါတယ်။အာယုံကြောအားနေတဲ့သူတွေမှာအုံနောင်နဲ့အာယုံကြောမှာအပြင်ဘက်မှာတည်ရှိတဲ့အာယုံကြောတွေပျက်စီးမှုကြောင့်မို့ဒီချက်တွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။လက်တွေခြေချောင်းတွေထုံကျင်တာတွေဖြစ်မဲ့ကြွက်သားလှုပ်ရှားမှုထင်းချုံနိုင်စွမ်းဆုံးရှုံးခြင်းတော့ဖြစ်စေနိုင်ပါတယ်။နံပါတ်6ဖြစ်ရတဲ့အကြောင်းရင်းကတော့သွေးလက်ပတ်နာယောဂကြောင့်ဖြစ်ပါတယ်။သူက rheumatoid arthritis လို့လည်းခေါ်တာဖြစ်ပါတယ်။သွေးလက်ပတ်နာယောဂဟာခန္ဓာကိုယ်ကနေကိုယ်ခန္ဓာစနစ်ယုံယုံလို့ဖြစ်တဲ့အယိုးစစ်ရောင်ရမ်းတာတစ်ခုလေးဖြစ်ပါတယ်။လက်ချောင်းတွေထုံကျင်တဲ့အပြင်ကြွက်သားတောင်တင်းမှုတွေအဆစ်တွေလှုပ်ရှားရခက်ခဲတာတွေပါဖြစ်စေနိုင်ပါတယ်။နံပါတ်9ချက်ကတော့ကျွန်တော်တို့ဒီလက်ချောင်းတွေနဲ့ခြေချောင်းတွေမှာသွေးလက်ပတ်မှုမကောင်းခြင်းကြောင့်လည်းထုံကျင်ခြင်းတွေဖြစ်တတ်ပါတယ်။သူကို Raynaud syndrome ယောဂလို့လည်းခေါ်တာဖြစ်ပါတယ်။လက်ချောင်းခြေချောင်းနဲ့အဲ့လိုနဲ့အခါနောက်တစ်ခုကစိတ်ဖိစီးမှုတွေများလာတဲ့အခါမှာအိဆက်ထုံကျင်ခြင်းဖြစ်လာစေတဲ့ယောဂတစ်မျိုးလေးဖြစ်ပါတယ်။အမျိုးသားတွေထက်အမျိုးသမီးတွေမှာဒီ Raynaud ယောဂပိုပြီးတော့ဖြစ်နိုင်ပါတယ်။အေးတဲ့ဒေတာတွေမှာညှထိုင်တဲ့သူတွေပိုပြီးတော့အဖြစ်များပါတယ်။လက်ချောင်းတွေခြေချောင်းတွေမှာထုံကျင်မယ်၊ရောင်ရမ်းမယ်၊နာကျင်မယ်ပြီးတော့ဒီဆူရှားတဲ့နာကျင်မှုတွေပေါ့နော်ဆက်လက်ဖြစ်ပွားနိုင်ပါတယ်။နံပါတ်8ကတော့ကျွန်တော်လက်ကောက်ဝိအကျိုးညက်ယောဂါလို့ခေါ်တဲ့ကပေကျူနေယောဂါစုပဲဖြစ်ပါတယ်။လက်ချောင်းတွေထုံကျင်ရတဲ့အဖြစ်များဆုံးအကြောင်းရင်းတစ်ခုလေးဖြစ်ပါတယ်။လက်ထက်လှုပ်ရှားမှုများတဲ့အခါလက်ကောက်ဝိကနေလဝါးစီကိုသွားတဲ့အာယုံကြောချေ့ပေးတဲ့ပေါ့နော်ဒီအာယုံကြောတစ်ခုကိုဖိမိညှက်မိစေနိုင်တဲ့အခါမှာဖြစ်ပေါ်တာပဲဖြစ်ပါတယ်။အများဆုံးဖြစ်ရတဲ့အကြောင်းရင်းကတော့သပင်ညှက်တဲ့လောက်ကန်နေရတဲ့သူတွေစက်ကရိယာကိုအသုံးပြုများတဲ့သူတွေပေါ့နော်ပြီးတော့ဒီလက်ကိုအထက်အခါကလှုပ်ရှားမှုတွေလှုပ်ဆောင်နေရတဲ့သူတွေမှာဖြစ်ပေါ်တတ်ပါတယ်။လက်ဘဝနဲ့လက်ချောင်းတွေထုံကျင်ခြင်းပြင်ချို့သောလူတွေမှာလက်မလက်ညှိုးလက်ကလေးတွေမှာအနစ်ထိုးထားသလိုစူးပြီးနာကျင်တဲ့ခံစားချက်ကိုခံစားရတတ်ပါတယ်။ညာဘက်ထဲမှာပိုဆိုးလေးရှိပြီးတော့လက်ကောက်ဝစ်နာတာတွေပြီးတော့ဒီထိတွေ့မှုပေါ့နော်အာယုံခံစားမှုပြောင်းလဲတာတွေပါတွေ့ဖက်ပြီးတော့ဖြစ်ပေါ်တတ်ပါတယ်။နံပါတ်9ချက်ကတော့ multiple sclerosis လို့ခေါ်တဲ့ကျွန်တော်ဒီယောဂတစ်မျိုးပဲဖြစ်ပါတယ်။ပြောရရင်တော့ဒီကောင်က autoimmune ယောဂတစ်မျိုးလေးဖြစ်ပါတယ်။ multiple sclerosis ဟာအာယုံကြောဆေးတွေကိုဖုံးအုပ်ထားတဲ့ myelin အမြဲပါပျက်စီးစေတဲ့ကိုယ်ခံအားနဲ့ပြန်တိုက်ခိုက်တဲ့ယောဂတနည်းပြောမယ်ဆိုလို့ရှိရင်တော့ autoimmune disease ယောဂတွေကတစ်မျိုးလေးဖြစ်ပါတယ်။အဖြစ်များတဲ့လက္ခဏာတွေဒီနေ့ကတော့လက်ချောင်းတွေလက်တွေလက်မောင်းတွေခြေထောက်တွေမှာထုံကျင်ခြင်းတွေဖြစ်တတ်ပါတယ်။အဲဒီပြင်ပြင်းထန်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီတွက်ချပါတာဖြစ်တာတွေစကားပြောပြောင်းတာတွေလက်မရှောင်နိုင်တာတွေပါဖြစ်စေနိုင်ပါတယ်။နံပါတ်10အချက်ကတော့ insect ကိုက်ခံရတာတွေပြောရရင်တော့ဒီမွှားကိုက်ခံရတဲ့ကြောင့်ဖြစ်တတ်တဲ့ယောဂဖြစ်ပါတယ်။သူက Lyme disease လို့လည်းခေါ်ပါတယ်။ Lyme ယောဂဟာကျွန်တော်ဒီ Borrelia bacteria ပေါ်ကူးစက်ခံရတဲ့မှတ်ချင်ရင်မွှားစားတဲ့ insect ကောင်ကနေကူးစက်တဲ့ယောဂပေါ်ကူးစက်မှုတစ်ခုလည်းဖြစ်ပါတယ်။လက်တွေခြေတွေထုံကျင်မယ်
မျက်နှာတစ်ချမ်းသေးမယ်ပေါ့နော်စားတဲ့အာယုံကြောဆိုင်ရာလက္ခဏာတွေကိုပါဖြစ်စေနိုင်ပါတယ်အဲ့ဒီအခြေအနေမှာနှလုံးပြဿနာတွေအဆီရောင်ယောဂါတွေအုံနှောက်အမြေးပါရောင်ခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်နံပါတ်7ကတော့လေဖြစ်ခြင်းဖြစ်ပါတယ်လေဖြစ်ခြင်းဆိုတာကကျွန်တော်သိတဲ့အတိုင်းပဲသွေးခဲခြင်းနဲ့ပြီးတော့ဒီသွေးယိုခြင်းကြောင့်ပေါ့နော်အုံနှောက်ထဲမှာသွေးစီးဆင်းမှုနဲ့အောက်ဆီဂျင်ညိုနှင်းသွားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ကျန်းမာရေးအခြေအနေတစ်ခုလေးဖြစ်ပါတယ်လက်ချောင်းတွေခြေချောင်းတွေလက်မောင်းတွေပြီးတော့ဒီခြေထောက်တွေမှာပေါ့နော်ပြောရရင်တော့တစ်ဖက်သေးကိုသာခံစားရတဲ့စူးပြီးတော့ကျင်ကနေဖြစ်တဲ့ခံစားမှုတွေထုံကျင်ခြင်းနဲ့စားတဲ့လက္ခဏာတွေဖြစ်စေနိုင်ပါတယ်။ဒီဖြစ်နေတဲ့လူနာတွေဆိုလို့ရှိရင်လည်းစကားပြောရခက်ခဲတာတွေပြုံးရခက်ခဲတာတွေမျက်နှာတစ်ချမ်းဆောင်းတာတွေအမြင်အာရုံပြောင်းလဲတာတွေတတိလစ်တာတွေခေါင်းကိုက်တာတွေအုံနှောက်ရဲ့ထိခိုက်တဲ့အစိတ်ပိုင်းပေါ်မူတည်ပြီးတော့ပေါ့နော်။အော်အန်ဂျင်စတာတွေဖြစ်စေနိုင်ပါတယ်။နံပါတ်7ကတော့ကျွန်တော်တို့ကိုဗစ်တဲ့ဂျွန်နယ်ဆန်တုံးလုံးခေါ်တဲ့ပေါ့နော်ဒီနက်အာယုံကျိုးကိုတရောင်စစ်အတွင်းပိုင်းမှာပြမိနေခြင်းပဲဖြစ်ပါတယ်။လေပင်ကနေလက်မောင်းနဲ့လက်ဘဝထိတွေ့တန်းထားတဲ့အာယုံကျိုးတစ်ခုဟာတရောင်စစ်အတွင်းညှက်မိဖိမိတဲ့အခါမှာဖြစ်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။လက်သက်ကျင်နဲ့လက်သန်းတွေမှာထုံကျင်ခြင်းပြင်လက်ချောင်းတွေလှုပ်ရှားရခက်ခဲတာတွေတရောင်စစ်နာတာတွေဖြစ်စေနိုင်ပါတယ်။ဒီလိုယောဂအခြေအနေတွေဟာအစစ်ရောင်ယောဂတွေပြီးတော့ဒီအရေးတေးခြင်းနဲ့အယိုးကျိုးခြင်းပေါ့နော်။ပြီးတော့တရောင်စစ်လွေးခြင်းစတာတွေကြောင့်လည်းဖြစ်စေနိုင်ပါတယ်။နံပါတ်73ကတော့လေပင်အာယုံကျိုးမြင့်ယောဂါလို့ခေါ်တဲ့ cervical radiculopathy ဆိုတဲ့ယောဂါတစ်မျိုးပဲဖြစ်ပါတယ်။လေပင်အာယုံကျိုးမြင့်ယောဂါဟာလေပင်မှာရှိတဲ့အာယုံကျိုးတစ်ခုရဲ့ဖိမိခြင်းရောင်ရမ်းခြင်းကြောင့်ဖြစ်လာတာပဲဖြစ်ပါတယ်။လေပင်နာကျင်မှုကနေပခုံးလက်မောင်းကိုပြန့်နှံ့သွားမယ်ပြီးတော့လက်တွေထုံကျင်မယ်ကြက်သားအားနေခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။နံပါတ်14ချက်ကတော့တင်းညစ်တရောင်စစ်ယောဂါလို့ခေါ်တဲ့တင်းညစ် elbow ပဲဖြစ်ပါတယ်။ဒီယောဂါဟာစိတ်ပညာအရပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတရောင်စစ်မှာရှိတဲ့အရွတ်တွေကိုထိခိုက်စေတဲ့ကြောင်ရမှုတစ်ခုလေးဖြစ်ပါတယ်။အဲ့ဒီအရွက်ကကြက်သားတွေကိုအယိုးတွေနဲ့ဆက်သွယ်ပေးပြီးတော့လွန်ကျွံအသုံးပြုတာတွေပြီးတော့ဒဏ်ရာရရှိမှုတွေကြောင့်ရောင်ရမ်းနိုင်ပါတယ်။အဲ့ဒီခါမှာလက်တွေထုံကျင်တာတွေဖြစ်မယ်။တရောင်စစ်လှုပ်ရှားရခက်ခဲတာတွေဖြစ်မယ်။ပြီးတော့ဒီလက်မောင်းလှုပ်ရှားနိုင်စွမ်းနေပေါ့နော်။ရောကျသွားတာတွေစားတဲ့လက္ခဏာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ကျွန်တော်ခုပြောပြတဲ့အချက်တွေကိုကြည့်ပြီးတော့ဘလို့အခြေအနေတွေကလက်တွေထုံကျင်ခြင်းကိုဖြစ်စေတယ်လေဆိုတဲ့အချက်တွေကိုဒီလောက်ပြီးထင်ပါတယ်။ကျမရေးမိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။